အားလုံးပဲမင်္ဂလာပါရှင်မွန်လေး Oreo Boy YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မွန်လေးခုတင်ဆက်ပေးမယ့်ကာတွန်းပုံမြင်လေးကတော့ရိုင်းမင်းကူညီပါဆိုတဲ့ကာတွန်းပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ပုံမြင်လေးကိုမတင်ဆက်ခင်မွန်လေးရဲ့ Oreo Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါဦးရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်တခါကတောအုပ်ကြီးတစ်ခုတွင်တရိတ်ဆန်မျိုးစုံစုပေါင်းနေထိုင်ကြတယ်ပညာရှိစည်းကွက်ကြီးကတရိတ်ဆန်အပေါင်းကိုချစ်ချစ်ခင်ခင်နေကြဖို့အမြဲဆုံးမတဲ့ဒါပေမဲ့ရှင့်ညိုတကောင်ကတော့တိတ်အတ္တကြီးပြီးဘသူကိုမှမကူညီမစာနာတတ်ဘူးတဲ့တခုသောမိုးဥရုရောက်ခါနီးမှာပညာရှိစည်းကွက်ကြီးကတရိတ်ဆန်တွေကိုခေါ်ပြီးတတိပေးတယ်ဒီနှစ်မိုးကြီးပြီးအစာရေစာရှားပါလိမ့်မယ်တအုံးနဲ့တအုံးကုညီရိုင်းမင်းကြပါဒီတခါရှင့်ညိုကဘာလဲပင်ပင်မဲမဲရှာဖွေထားရတာတွေကိုခေါ်ဝေပေးရမှာလားမပေးနိုင်ဘူးအဲ့ဒီနေ့ကစားပြီးရှင့်ညိုဟာဘသူနဲ့မှအခေါ်ပြောမလုပ်တော့ပဲသူ့ဟာသူနေတော့တဲ့သူ့အိမ်အဝမှာလဲအကူညီတောင်းခြင်းသီးခံမှာဆိုရဲစာရန်တစ်ခုကိုချိတ်ထားလိုက်တယ်မကြာမီမိုးဥရုရောက်လာပြီးမိုးကြီးရေရှမ်းလာတော့တယ်ဟဲငါကတော့စားစရာတွေအပြည့်နဲ့စိမ်မဲအဲ့ဒီအချိန်မှာစက်ဖကြီးတကောင်ရေစည်းနဲ့မျောလာတယ်ကျုပ်အိမ်ရေစည်းနဲ့မျောပါသွားလို့ကိုရှင်းညိုအိမ်မှာခဏလောက်နေပါရစီငါအိမ်မှာအခန်းပုံမရှိဘူးတွားခဏနေတော့ကြွတကောင်တစ်တုံးကိုဖတ်ပြီးမျောလာပြန်နေကျွန်တော်အစာတွေရေစည်းနဲ့မျောပါသွားလို့စားစရာနည်းနည်းလောက်ပေးပါလားဗျာမင်းတို့ကစားစရာတွေကိုမြေကြီးထဲမှာတိန်းတာကိုခံပေါ့ငါတစ်ခေါင်းနဲ့ဝင်ပြီးမိုးအေးအေးနဲ့ကွေးလိုက်အောင်မယ်ရှင့်ညိုမိကနေအိပ်ပျော်သွားချိန်မှာဒိန်ကနေအတန်ကြီးကြားပြီးလက်နိုးသွားတယ်မျက်စိကိုဖွင့်ကြည့်လိုက်တော့သူဟာရေစည်းထဲမှာမျောပါနေတယ်ဟင်းငါနေတဲ့တစ်ပင်ကြီးမိုးကြိုးမှန်ပြီးတစားစီဖြစ်သွားပြီးငါအစာတွေလည်းမျောကုန်ပါပြီဒီအချိန်မှာလေကလေးကရှင့်ညိုကိုလှမ်းတွေးလိုက်တယ်ဟာရှင့်ညိုရေထဲမှာမျောနေပြီအမြန်သွားကြမှာရေမကူးတတ်တဲ့ရှင့်ညိုကိုလက်ကကြောကုန်းပေါ်တင်ပြီးခေါ်လာနေတော့တောင်ကုန်းထိပ်ကရုံကလေးကတွေ့တော့လှမ်းခေါ်တယ်လာကျို့အိမ်ထဲကိုအမြန်သေးခေါ်လာခဲ့ပါရုံလေးရဲ့အိမ်ထဲမှာအမောဖြေနေတော့မြောက်ကလေးရောက်လာပြန်နေခမည်းတိတ်ကိုပင်ပန်းနေပြီရော့ဒီတစ်သီးတွေကိုစားလိုက်ရှင့်ညိုကတစ်သီးတွေကိုကင်ရင်စဉ်းစားနေတယ်ဘာလဲအသီးတွေကိုမကြိုက်လို့လားမဟုတ်ပါဘူးတစ်ချိန်ကငါအတ္တကြီးတကူကောင်းဆန်ခဲ့တာတွေကိုသတိရပြီးနောင်တရနေလို့ပါဟာကျုပ်တို့ကအချင်းချင်းနေပဲဗျာနားလေခွင့်လွတ်ပါတယ်ရှင့်ညိုဟာတစ်တီးတွေကိုစားရင်မျက်ရည်တွေကျလာတယ်ဇီးကွက်ကြီးရောက်လာတော့ရှင့်ညိုကဒီနေ့ကစားပြီးရိုင်းမင်းကူညီပါတော့မယ်လို့ကြည်ပေးလိုက်တယ်တရိတ်ဆန်လေးတွေအားလုံးလဲဝမ်းသာပျော်ရွှင်သွားကြတဲ့ကွယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမအခုတင်ဆက်ပေးခဲ့တဲ့ရိုင်းမင်းကူညီပါဆိုတဲ့ကာတွန်းပုံမြင်လေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်ကာတွန်းပုံမြင်လေးတွေကြည့်ချင်ရင်လည်းမွန်လေး Oreo Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်